တခါတော့ကတော့ရဲ့အလိမ်မှာစမ်းချောင်းလေးတစ်ခုရှိတယ်။စမ်းချောင်းလေးဟာတိတ်ကိုလှတာပဲ။ကျင်းတဲ့တရိษံတွေအတွက်စမ်းချောင်းလေးဟာတောက်တုံးကြီးအားထားစံနေရတစ်ခုပေါ့။ဒါပေမဲ့စမ်းချောင်းလေးဟာမာနတိတ်ကြီးတယ်။သူကတန့်ရှင်တာမို့တရိษံတွေသူ့နာကိုလာသူ့စီကိုရေတောက်တာတွေရေချူတာတွေကိုသူမကြိုက်ဘူး။ဒါကြောင့်မလို့သူကသူ့နာကိုတရိษံတွေလာပြီးဆိုရင်ရေတွေကိုမြင်မြန်စီးပစ်လိုက်တယ်။ဒီစီးကတိတ်မြန်တော့တရိษံတွေဟာစမ်းချောင်းလေးမှာချော်လေးတာတွေမျိုးပါလာတွေဖြစ်ကြတဲ့။အဲ့ဒါကြောင့်မလို့စမ်းချောင်းလေးနာကိုဘယ်သူမှမလာတော့ဘူးတစ်ပင်အိုးမမေကြီးကြီးဆိုးလာပြီးစမ်းချောင်းလေးနာမှာတရွက်ကြီးတွေလည်းအများကြီးပဲပေါ့လှပတွေပန်းတွေလည်းမပွင့်တော့ပဲတောရိုင်းပန်းပွင့်တွေပဲပွင့်ကြတယ်စူးတွေနဲ့အစိတ်တွေရှိရမို့ဘယ်သူမှမလို့ခြင်းတဲ့ပန်းတွေပေါ့ဒါကြောင့်စမ်းချောင်းလေးစီသွားတဲ့လမ်းကလည်းပြောင်းနေပြီဘယ်သူမှမလာတော့တာမို့အရင်ကရှိတဲ့လမ်းဟာအမိုက်တွေအပင်တွေနှွေပင်တွေနဲ့ရှုပ်နေတယ်စမ်းချောင်းလေးကိုလည်းတွေးဆန်တွေကမိအောင်ကြပြီပေါ့ဒီလိုနဲ့တရက်မှာတုံးမကြီးဆောက်လောင်တော့တာပဲဒီတော့တွေးဆန်တွေအကုန်လုံးဟာထိတ်လန့်ပြီးတော့ပြင်းပြရပြီးပြေးကြတာပေါ့တုံးမီဟာတဖြည်းဖြည်းနဲ့တိတ်တိတ်လေးစီးစီးနေတဲ့စမ်းချောင်းလေးစီကိုရောက်လာတဲ့အတော်လုံးစူညံနေပြီမဲ့မာနကြီးတဲ့စမ်းချောင်းလေးကတော့ခိမဆိုင်ပါဘူးဘာတွေဖြစ်နေလဲသူမသိချင်ဘူးလေတုံးမီဟာစမ်းချောင်းသားလေးရောက်ရောစမ်းချောင်းကလန့်သွားတဲ့ကြည်စံငါဘက်ကနေနေတာဒီလောက်ကြာနေပြီတုံးမီကငါ့ကိုမခန့်မလေးစားနဲ့အရှိန်နဲ့ငါစီးပြလိုက်မယ်ဆိုပြီးတွေးပြီးတော့စိတ်ဆိုးဆိုးနဲ့ရေကိုအရှိန်မမြန်စီးချလိုက်တဲ့စမ်းချောင်းလေးရေအားဟာအရင်ကကောင်းနေတော့ရေတွေဟာစမ်းချောင်းအပြင်ကိုတော့ရှမ်းပြီးတော့တုံးတခွင်ကိုပြန့်နှံ့သွားတာပေါ့အဲ့ဒီမှာတုံးမီကလည်းငိမ့်သွားတဲ့တရိษံလေးတွေအားလုံးကလည်းတိတ်ကိုအံ့ဩနေကြတာပေါ့ဒါနဲ့စမ်းချောင်းလေးကိုကျေးဇူးတင်စကားဆိုကြတဲ့တတော်လုံးကိုကဲတင်လိုက်တာကိုစမ်းချောင်းလေးပါပဲအဲ့တော့မှကိုစမ်းချောင်းလေးဟာသူအရင်တော့ကမာနကြီးခဲ့တဲ့ဟာတွေကိုရှက်မိသွားတဲ့ပုံမြင်လေးရဲ့အဆုံးမှာစမ်းချောင်းလေးဟာအရင်လိုမာနမကြီးတော့ပဲတန့်ရှင်တဲ့တောက်သုံးရည်ရအောင်တရိษံလေးကိုကူညီပေးပါတဲ့ပုံမြင်လေးရဲ့တင်ငန်းစာကတော့မလိုအပ်တဲ့နေရာတွေမှာမာနတွေမထားဘဲနဲ့ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုအတတ်နိုင်ဆုံးကူညီပေးတတ်ဖို့ပါပဲ